ကလေးကူတန်းရောင်းဝယ်ခြင်းအဓိပ္ပာယ်ကလေးကူတန်းရောင်းဝယ်ခြင်းဆိုတာသက်18နှစ်အောက်အရွယ်ရှိတဲ့ယောက်ျားလေးမိန်းကလေးတိုင်းကိုချင်းချောက်လို့ဖြစ်စေအင်အားသုံးပြီးဖြစ်စေဂျောင်ပိတ်အကြက်ကင်လို့ဖြစ်စေပြန်ပေးဆွဲပြီးဖြစ်စေလိန်လေလေပြားလို့ဖြစ်စေအာနာသုံးပြီးဖြစ်စေမသိနားမလဲတာကိုအကြောင်းပြုလို့ဖြစ်စေအကျိုးမြတ်ကိုပေးပြီးဖြစ်စေအမျက်ထုတ်ဖို့ရည်ရွယ်ချက်နဲ့သိမ်းသွင်းတာပို့ဆောင်တာရောင်းဝယ်ယူတာခိုးလုံစရာနေရာပေးတာတွေကိုကလေးကူတန်းရောင်းဝယ်ခြင်းမြောက်တယ်လို့ခေါ်ပါတယ်ကလေးရဲ့ဆန္ဒပါသည်ဖြစ်စေမပါသည်ဖြစ်စေအုတ်ထိန်သူတွေကခွင့်ပြုသည်ဖြစ်စေခွင့်မပြုသည်ဖြစ်စေအသက်18နှစ်အောက်အရွယ်ရှိတဲ့ကလေးတွေကိုပြုလုပ်မယ်ဆိုပါကကလေးကူတန်းရောင်းဝယ်မှုရောက်တယ်လို့ဆိုပါတယ်။မာပြည်တွင်းမှာရှိတဲ့ကလေးကူတန်းရောင်းဝယ်မှုအခြေအနေတွေကိုလေ့လာကြည့်မယ်ဆိုရင်နယ်တွေမှာရှိတဲ့ကလေးတွေကိုမြို့ကြီးတွေမှာလှုပ်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ပို့ဆောင်ကြတာလက်ဖက်ရည်ဆိုင်တွေစားတောက်ဆိုင်တွေကားဂိတ်တွေမှာအလုပ်စေခိုင်းမှုအတွက်ပို့ဆောင်ကြတာမိုင်းလုပ်ငန်းတွေမှာစေခိုင်းဖို့အတွက်ပို့ဆောင်ကြတာတွေနဲ့နယ်စပ်ဒေသတွေကိုပို့ဆောင်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကလေးကူတန်းရောင်းဝယ်မှုတွေကိုကျူးလွန်ကြတာတွေကိုတွေ့ရှိရပါတယ်။အဲ့ဒီအပြင်ကလေးတွေကိုစစ်တပ်တွေမှာကလေးစစ်သားအဖြစ်အသုံးပြုဖို့အတွက်လိမ်လည်ခေါ်ဆောင်ပြီးတော့စေခိုင်းနေတာတွေကိုလည်းတွေ့ရှိရပါတယ်